အဲ့ဒီမျိုးရဲ့ရာဒီဥတုမမှန်ပဲနဲ့မိုးတယောက်ဖျားသွားတဲ့ daily lifestyle ကိုဘယ်လိုမျိုးဖြတ်တန်းဖြစ်လဲဆိုတဲ့ vlog လေးပါမိုးကတော့မျက်နှာမှာအစီဘူးဝက်ချက်နေဖြစ်နေတဲ့အတွက်ကြောင့်မလို့စိတ်ကန်းပြခဲ့ပါအဲ့အတွက်ပေါ့နော်အပြင်သွားလို့ရှိရင် mask နဲ့သွားရတယ်ပေါ့နော်အဖျားကလည်းရှိနေတယ်ဆိုတော့အပူရှာဘူးလေးဖြစ်ဆူဆူရှဲရှဲဆက်ဆက်ကလေးတွတ်စားပါမယ်မိုးကတော့မိုးရဲ့ရောင်းမဆိုင်မှာအမြင်တွတ်စားဖြစ်တယ်ပေါ့နော်အားလုံးလည်းသိမှာပါမိုးတို့ရဲ့အိမ်လန်းစင်တာနဲ့ဒါမိုးရဲ့ရောင်းမလေးပေါ့နဲ့အပူရှာပူလေးနဲ့ဆက်ဆက်တတိမိမိလေးကိုမိုးဒီနေစားပါမယ်ဆိုတော့နေမကောင်းတဲ့ကာလအတွင်းမှာကျတော့မိုးဘယ်လိုမျိုးနေဖြစ်လဲဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ပပလေးပျော်လေးနေတဲ့အရင် pressure ရေကိုမများအောင်နေရပေါ့နော်မိုးတရားမှာဘယ်လောက်ထိအိမ်ငိုင်းနေလဲတန်းနေလဲနေမကောင်းလဲဆိုတာသိရပါတယ်ဒီဆိုင်အားကြတော့လေမိုးရောင်းမဆိုင်လမ်းမထဲမှာဖွင့်ထားတာပေါ့နော်တအားစားကောင်းပါရဲ့မိုးတို့ဘာမှပဲတွတ်စားမိုးရဲ့ရောင်းမဆိုင်မှာပို့ပြီးတော့အားပေးဖြစ်ရောင်းမဖြစ်လို့လဲတကြောင်နောက်ပြီးတော့အရန်စားကောင်းလို့လဲတကြောင်တီကိုဆိုလို့ရှိရင်လေမြောက်ဒီမျိုးမှာမိုးကြိုက်တဲ့လောက်ဆိုင်စားဘူးတယ်ကွာဒါပေမဲ့မိုးရောင်းမရဲ့ကိုတီကိုကအရန်စားကောင်းတဲ့ထဲမှာပါပြီးတော့လေ spicy တုတ်တို့မမားကြော်တို့အစုံရတယ်ပေါ့နော်ကိုတယောက်လေးစားရဲဘာဖြစ်လို့လဲဆိုတော့ကြိုက်လို့ပါရှင်ဘလောက်ပဲကြကြိုင်ဖို့တရားဒီနေ့တရက်ပဲအပူရှာဘူးလေးကိုတော့စားလိုက်ပါဘာလို့စိတ်ရတော်တော်လေးတောင်းတာပြီးတော့တော်တော်လေးစားချင်တယ်လို့ပါပြီးလို့ဆိုလို့ရှိရင်လေ back seller လို့ပြောလို့ရတယ်တော်တော်ကိုစားကောင်းတယ်လက်စားကြီးကြတော့ကဲမစားဘူးကဲဆိုင်ကြောင်းပြောနေတာဆိုင်နေအားကြတော့အမှတ်ငါကျွန်းတော်မှာရှိရအမှတ်3ကျောင်းအနောက်လမ်းဆိုတော့အေးလေးတောက်ပြီးတော့နေမိုးတယောက်ဘလောက်ပဲဝက်ချန်ထွက်ပေါ့နော်အစားတောက်တော့မပြတ်နိုင်လဲဆိုတာကို vlog လေးမှာပြပြလိုက်ပါရရှင်အားလုံး